ကျွန်တော်ဟိုနေ့ကသွားခဲ့တဲ့ coffee ဆိုင်လေးအကြောင်းကိုတငယ်ချင်းတွေကိုပြောပြပေးရှင်တော့ပါဒီကောင်ကကြတော့ဒီအကောင်ခွေးမလေးပေါ့နော်နာမည်ကတော့ပြောမမှတ်မိတော့ဘူးပဲသူအသက်17နှစ်ရှိပြီလို့ပြောတယ်မှာပြောနေသူမှာ coffee ဆိုင်သွားမယ်နဲ့ပြန်နေကြတော့လေဒီ Hando vibe လေးရတဲ့ coffee ဆိုင်လေးပေါ့အမှသွားမယ်လို့သူပြောတယ်ကျွန်တော်ပေါ့နော်ပြင်ထွက်တာအဲ့နေ့ကတော်တော်အေးတာဗျဒါမှကြည့်လိုက်ပုံဒီသူ့ရဲ့အနေထားလေးနဲ့သူရဲ့စောက်ထားတဲ့ setting လေးနဲ့တော်တော်လေးကိုမိုက်ရပါတော့အေးနေကြတာတော်တော်လေးကိုအေးထဲဝင်ပြီးတော့ Christmas တစ်ပင်လေးနဲ့ကာလာလေးနဲ့ပေါ့နော် coffee လေးတောက်အပြင်လေးထွက်လမ်းလျှောက်ပြီးတော့ပေါ့နော်အမတော့ပြောတယ်ပြီးမှတငယ်ချင်းတယောက်လည်းပါဗျ coffee ကတော့3ခွက်မှာတာမုတ်လေးနဲ့ပေါ့အောက်ကြီးပဲကြည့်နေရပြင်းလို့ပေါ့နော်အပေါ်မှာကြည့်ရမီးစမ်းနေရတယ်လှတယ်ချစ်စရာလေးဆိုင်နေရပြန်လောက်ထားတာအဲ့လိုမျိုးလေးပေါ့နော်နှစ်ယောက်သားတပွန်လေးပါရိုက် coffee လေးပါရိုက်တော့တငယ်ချင်းကစောက်လေးပဲခွေးမလေးပိုင်းရှင်ပေါ့သူအစာကျွေး17နှစ်ထင်အောင်ရမ်းလိမ်ပါအားလုံးပဲဘိုင်မှာ